ဈေးနှုန်းက73သိန်း9000ဆိုတော့ခင်ဗျားတို့လူအပ်မှတ်တာပဲဈေးအရင်တက်တယ်တော်တော်တက်တာကျွန်တော်တို့ကတော့လေရေခဲတက်တာတွေကိုလေဒီခုလိုမျိုးဒီခက်ပြတ်ဆိုင်ပေါ့ကျွန်တော်ခါလောက်ပဲရှိတယ်ဗျာဒါပေမဲ့သူကတကားနှစ်ပေါက်ပေါ့ဈေးနှုန်းက73သိန်း9000ဆိုတော့ခင်ဗျားတို့လူအပ်မှတ်တာပဲဈေးအရင်တက်တယ်တော်တော်တက်တာဆိုတော့ရေခဲတက်တာတွေ wish shot တွေလည်းကျွန်တော်ရောင်းစရာလုံးဝမရှိဘူးရှိတဲ့အခါကျတော့လေအခုပစ္စည်းပြန်ဝင်လာတဲ့ဥစ္စာကတူတို Samsung ကနေပစ္စည်းဝင်လာတယ် site ကဒီလောက်ပဲရှိတယ်ခါလောက်ကျွန်တော်ပြန်မထုတ်ပြရမယ်ဆိုတော့တကားနှစ်ပေါက်အပေါ်တဲ့အခန်းမှာကအသားငါးထည့်မယ်အောက်မှာအသီးရွက်တွေကျန်တဲ့ဟာတွေထည့်မယ်ပေါ့ဈေးရမ်းတက်တယ်ဗျာဆိုတော့73သိန်း9000လိုအပ်မှဝယ်ပါမလိုအပ်မဝယ်ပါနဲ့ Samsung နဲ့ Randy ကထူရီယာပါပါတယ်ခင်ဗျသူကခက်ပြတ်ဆိုင်လို့ခေါ်တယ်ကျွန်တော်တို့ဒီခါလောက်ပေါ့နော်ဒီလိုမျိုးခါလောက်ရှိတယ်ဆိုတော့ကျွန်တော်တို့ခက်ပြတ်ဆိုင်လို့ခေါ်တယ်ဒါပေမဲ့သူကတကားနှစ်ပေါက်ဖြစ်သွားမယ်ဗျကဲပုံစံလေးကတော့ဒီမှာပါဗျာစဒီရှင်းမှာကတော့ stick ကုတ်တင်နေနဲ့လာမယ်ပြီးသွားရင်တကားနှစ်ချက်လုံးကို1 key 2 lot ဒီကောင် lot ပါတယ်เนาะ တော့လည်းပါတယ်ဒီအောက်ထပ်မှာကတော့ကျွန်တော်တို့အခြားကျွန်တော်အေးကျင်တာတွေထားမယ်ဒါပေမဲ့ဒီအောက်ထပ်မှာမခဲဘူးဒီမှာမှခဲမယ်ဆိုတော့အခဲခဲကတီးတန့်ဖြစ်မယ်ဗျာဒီမှာ lot အတန်ပါမယ်ပြီးရင် liner တွေလည်းကောင်းမယ်မကောင်းတော့ဈေးနှုန်းပေါ့နော်ဈေးနှုန်းကတော့ဈေးရမ်းတက်ပါတယ်ဆိုတော့ယနေ့ပေါက်သေးဆိုလို့ရှိရင်73သိန်းနဲ့9000ရှိပါတယ်ကျွန်တော်ဒီမှာအရေးအတွက်လည်းအများကြီးမရှိဘူး10လုံးပဲရှိတယ်ခုနဗီဒီယိုမှာလူချင်းမြင်တဲ့အတိုင်းပဲ73သိန်း9000ဒီဆန်လုံးကုန်ရင်လည်းကျွန်တော်လည်းရောင်းစရာမရှိပါဘူးသို့တော်ညာလည်းပဲကျွန်တော်လူအပ်မှဝယ်ပါဈေးအင်မတန်တက်နေပါတယ် Randy ကထူရီရပါပါတယ် Samsung ရဲ့2တိုရေခဲတက်တာခက်ပြတ်ဆိုင်ဖြစ်ပါတယ်ခင်ဗျဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပြီးလို့ကျေးဇူးတင်တယ်နောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်ခင်ဗျာ